တောင်သူဦးကြီးများအားလုံးမင်္ဂလာပါခင်ဗျာဒီနေ့တော့ပျောက်ဆိုင်ခြင်းဒုတိယနေ့ဖြစ်ပါတယ်ဒုတိယမြောက်နေ့ဖြစ်ပါတယ်ဒီနေ့ကတော့မိုးရွာတော့အလုပ်ကိုစောစောမစနိုင်ပါဘူးဗျာအခုချိန်မှစရတာမိုးဖြတ်တယ်ခေါ်ရမှာပေါ့နော်ကျွန်တော်တို့ရှမ်းပြည်မှာရှိတဲ့တောင်သူဦးကြီးတွေဗျာဒီလိုနစ်ရှည်ပေများကိုညက်ပြီးမှစိုက်ပြိုးတာအရန်တင်တော်ပါတယ်ပြောင်းမှုလဲစိုက်လို့ရနော်အပင်ရနဲ့တခြားဝင်ငွေလဲရပါတယ်အကျိုးမြတ်ရှိပါတယ်ဒီမှာအသီးတွေလည်းဒီမှာတီးပါတယ်ဒီအသီးတွေဆိုရင်ကျွန်တော်တို့10လ9လပိုင်းကုန်10လပိုင်းဆိုရင်တကယ်ပတ်စံကြက်တဲ့အချိန်မှာငွေပေါ်တဲ့တီးနှံတစ်မျိုးဖြစ်ပါတယ်ဈေးကွက်အရန်ရှိတယ်အဆင်ပြေတယ်တောင်သူဦးကြီးအားလုံးကိုစိုက်ပျိုးစေခြင်းပါတယ်တီးနှံဂျားတီးနှံစိုက်ဖို့လည်းဘာမှအနောက်ရှက်မပေးဘူးဆိုတော့အရန်အဆင်ပြေပါတယ်တောင်သူဦးကြီးအားလုံးကျမ်းမချမ်းသာပြီးမှစီးပွားလက်လာဘာများတိုးအောင်စိုက်ပျိုးရေးကိုလှုပ်ဆောင်နိုင်ကြပါစေလို့စုမုံကောင်းတောင်းရင်းနဲ့နှုတ်ခွန်းဆက်တာပါတယ်ဗျာကျေးဇူးပါအားလုံး